promo diamond တွေပါသုံးပြီးတော့လှည့်လို့ရမယ် funny ledger skin event ပဲဖြစ်ပါတယ်။ဘာskin တွေပါလာမှာလဲပြီးတော့ free skin တစ်ခေါက်ပါရရှိရုံပဲဘယ်လိုမျိုးဂုံးစင်းလို့ကောင်းတဲ့ event ကြီးလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင် funny ledger skin မှာဆိုလို့ရှိရင်ပထမဆုံး one draw မှာဆိုလို့ရှိရင် diamond 100နဲ့လှည့်ရမယ်။နေ့စဉ်50% short စီနဲ့ diamond 50နဲ့တနေ့တစ်ချိန်လှည့်လို့ရတယ်။ပထမဆုံး10ချိန်ကကြတော့10ချိန် turn draw ကကြတော့ diamond 1000ပထမဆုံး turn draw က diamond 900နဲ့လှည့်လို့ရမှာပဲဖြစ်ပါတယ်။ပထမဆုံး turn draw လှည့်တဲ့အခါမှာဒီမှာ special skin ရော better skin ပို special တမို့ပိုကောင်းတဲ့ skin တစ်ခုကိုရရှိမှာပဲဖြစ်ပါတယ်။ Okay ဘာ skin ဒီ event မှာဘာ skin တွေပါလာမလဲဆိုလို့ရှိရင်ledger skin funny ledger skin ရဲ့ Gonavia ledger skin ရဲ့ပါမယ်ပြီးလို့ရှိရင် Moscow ရဲ့ Hanabi ရဲ့ All Star skin ပါမယ် Kufra ရဲ့ Badan ရဲ့ Johat ရဲ့ Collector skin တွေပါမယ်ပြီး Mia ရဲ့ Udora ရဲ့ Atomic skin ရဲ့Fredrin ရဲ့ Aztec ရဲ့ Benedetta ရဲ့ Spark skin ရဲ့ Spark skin ပါမယ် Amos skin ပါမယ် Stan skin တွေပါမယ်အဲ့ဒီ skin တွေပါမယ်အဲ့ဒီထဲမှာပထမဆုံး transform မှာ special skin ဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးအဲ့ဒီထဲကပိုကောင်းတဲ့ skin တွေ color skin တို့ atomic skin တို့ stan skin တို့လည်းကံကောင်းရင်လည်းပေါက်ရှင်လည်းပေါက်သွားနိုင်တယ်ပြီးဒီမှာ special skin တွေကတော့ Belmont တို့ Franco တို့ Bruno တို့ဒါတော့ elite skin တွေအကုန်လုံးပါမယ်ဒီကိုကြည့်ကြည့်အောင် event shop မှာဆိုလို့ရှိရင်ဒီ funny ledger skin ရဲ့ Gonavia ledger skin ရဲ့ Stella coin 6600နဲ့လဲလို့ရမယ်dynamic portrait funny ledger skin ရဲ့ dynamic portrait ကကျတော့ Stella coin 150နဲ့လဲရမယ်ပြီး all star skin ကကျတော့ Stella coin 800နဲ့လဲရမယ် atomic skin spark skin phantom skin amor skin star skin lucky spot skin တွေကကျတော့ Stella coin 600နဲ့လဲရမယ်ပြီးတော့ဒီ epic skin နဲ့ euro epic skin နဲ့ဒီ light bone skin တွေကကျတော့ Stella coin 400နဲ့လဲရမှာပဲဖြစ်ပါတယ်promo diamond နဲ့ဘယ်လိုလှည့်ရမလဲဆိုတော့ပြောပြပေးသွားမယ် promo diamond နဲ့ကျတော့ turn draw လှည့်လို့မရဘူး one draw ပဲလှည့်လို့ရတယ်အဲ့ဒီ one draw မှာကျွန်တော်တို့ဒီပထမဆုံးနေ့စဉ်ပေါ့ဗျာ 50% short စီနဲ့ဟို promo diamond နဲ့ကျတော့လှည့်လို့မရဘူးပြီးလို့ရှိရင်လည်း promo diamond ကြီးပဲလှည့်လို့မရဘူးတန်one draw က diamond 100 diamond 100ဆိုလို့ရှိရင် promo diamond 80ရဲ့ကိုယ့်ရဲ့ရှိတဲ့ normal diamond 20ရဲ့ပေါင်းပြီးတော့ diamond 100နဲ့ one draw လှည့်ရမှာဖြစ်ပါတယ်draw တစ်ခုချင်းစီတိုင်းမှာ Wisco point က9ကနေပြီးတော့9ခုကနေပြီးတော့15ခုထိ random ရမှာပဲဖြစ်ပါတယ်ဒီ Wisco point ကဒီမှာ64ခုကျွန်တော်တို့မှာ64ခုရှိတယ် Wisco point 64ခုမှာ Wisco point 200ရှိလို့ရှိရင် normal skin တွေလဲလို့ရမယ်400ဆိုလို့ရှိရင် special skin တွေလဲလို့ရမယ်900ဆိုလို့ရှိရင် epic skin တို့ light bone skin တို့လဲလို့ရမယ်950ဆိုလို့ရှိရင် atomic skin တို့ spark skin တို့ phantom skin တို့Amos skin တို့ star skin တို့ကိုလဲလို့ရမယ်1000ဆိုလို့ရှိရင် lucky box skin collector skin okay free token တွေစီကိုသွားအောင် free token ဆိုလို့ရှိရင် free token မှာဆိုလို့ရှိရင် face နှစ်ခုလာမယ် face 1 face 2နှစ်ခုလာမယ် okay ဘာလို့မဆိုလို့ရှိရင် log in ဝင်လို့ရှိရင် free token တစ်ခုရမယ် diamond ဘယ်လောက်ဖြစ်ဖြစ် diamond ဖြစ်မယ်ဆိုလို့ရှိရင်တစ်ခုရမယ် diamond 50ဖြစ်မယ်ဆိုလို့ရှိရင် token တစ်ခုရယ် promo diamond 50ရယ်ရမယ် diamond 100ဖြစ်မယ်ဆိုလို့ရှိရင် token နှစ်ခု promo diamond 80 diamond 250ဖြစ်မယ်ဆိုလို့ရှိရင် token 4ခု promo diamond 80 900ဖြစ်မယ်ဆိုလို့ရှိရင် token 5ခု promo diamond 100 1000ဖြစ်မယ်ဆိုလို့ရှိရင် promo diamond 900တော့ diamond 100သုံးမယ်ဆိုလို့ရှိရင်တစ်ခုရမယ် token တစ်ခုရမယ်250သုံးမယ်ဆို token တစ်ခုရမယ်900သုံးမယ်ဆို token နှစ်ခုရမယ်เนาะဒါ phase 1 phase 2မှာကြာလို့ရှိရင်ကြတော့ဒီ free token တွေပဲပါပြီးတော့ promo diamond တွေကတော့ပါရှိလာတော့မှာမဟုတ်ပါဘူးဒီလောက်ဆိုလို့ရှိရင်တိုက်တို့လည်းနားလည်ပြီလို့ထင်ပါတယ် okay ဒီ funny ledger skin လာ event လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ goal စင်းလဲကြပါအောင်ဆို